ကဆရာကြီးကသူ့ရဲ့တပည့်တွေကိုဟောပြောဆုံးမတာရှိတယ်နော်အရကဆရာကြီးဆိုတာလည်းဘုရားလောက်မှာပဲယမနာအိုသူတော်ကောင်းတို့တဲ့မနုဿာနံလူသားတို့ရဲ့ဇီဝိတံအသက်ဆိုတာအပကံအလွန်မှနဲတယ်ပရိဒံအလွန်မှတိုတယ်လဟုကံအလွန်မှမြန်တယ်တဲ့သူသုံးချက်ပြောတယ်နော်အသက်နဲ့ပတ်သက်ပြီးတော့တတ္တဝါတွေရဲ့အသက်လူသားတွေရဲ့အသက်အထူးသဖြင့်လူတွေရဲ့အသက်ပေါ့နော်အလွန်တရာမှဘာလို့နဲပါတယ်တဲ့အပကံအများကြီးမဟုတ်နော်ပရိဒံအလွန်မှတိုတယ်အရှိကြီးမဟုတ်လဟုကံအလွန်မှမြန်တယ်တဲ့အကြာကြီးမဟုတ်သူကန့်ထားတဲ့စကားလုံးလေးတွေပါအတိပ္ပယ်ဖော်နိုင်ဖို့လိုတယ်ဟုတ်လားပရိဒံတိုတယ်ဆိုတော့မရှိဘူးပေါ့နော်အပကံနဲတယ်ဆိုတော့မများဘူးလဟုကံမြန်တယ်ဆိုတော့မကြာဘူးလို့ဒါပြောတာအဲ့ဒါကိုကစဉ်းစားပြီးတော့ဘဟုဒုက္ခံဘဟုပါယတမန္တာယပုတ္တဗံကတ္တဗံကုသလံစရိတဗံဗြဟ္မစရိယနတ္ထိဇာတတအမရဏံသူပြောတဲ့စကားလုံးလေးတွေကတလုံးမှပြည့်ရစရာမရှိနော်ဘဟုဒုက္ခံအခုရထားတဲ့ဘဝဆိုတာအလွန်မှဆင်းရဲများတယ်တဲ့ဒါမြင်အောင်ကြည့်တတ်ဖို့တော့လိုတယ်ပေါ့နော်ဆင်းရဲများတယ်တဲ့ဘဟုဒုက္ခံဘဟုပါယတပင်မမှုလည်းများတယ်တဲ့နော်ရှင်သန်ဖို့အတွက်ရုန်းကန်ရတဲ့အနေအထားဒါအပေါ်ယံရုန်းကန်ရတဲ့အနေအထားလောက်တင်မြင်လို့တော့မပြည့်စုံဘူးနော်တလဇတ်ဒီခန္ဓာကိုယ်ရှင်သန်ရေးအတွက်အသက်ရှူသွင်းနေရတဲ့အလုပ်နော်အစာအာဟာရဝါမျိုးနေရတဲ့အလုပ်အဲ့ဓာတွေရဲ့နော်နည်းနည်းတဲ့ဒီခန္ဓာကိုယ်ရှင်သန်ရေးအတွက်လုပ်နေရတဲ့အနေအထားတွေထိတွင်ဖောက်ပြီးတော့သိနိုင်မြင်နိုင်ဖို့လိုတယ်နော်အချိန်တိုင်းအစံရှိတာမရှိတာနဲ့မကွာမဆိုင်တော့ဘူးနော်အတန်မွေးဝမ်းကြောင်းမှုချောင်းတာမချောင်းတာနဲ့မဆိုင်တော့ဘူးအသက်ကြီးတာငယ်တာနဲ့မဆိုင်တော့ဘူးကျန်းမာရေးကောင်းတာမကောင်းတာနဲ့မဆိုင်တော့တတ္တဝါတိုင်းဟာရှင်သန်ဖို့ဆိုတာယုံကန်ရတဲ့သဘောရှိတယ်ပင်ပန်းတဲ့သဘောရှိတယ်ဆင်းရဲတဲ့သဘောရှိတယ်ဘဟုဒုက္ခပင်ပန်းမှုဆင်းရဲမှုအလွန်များတယ်ဘဟုပါယတံပင်ပန်းမှုအလွန်များတယ်အဲ့ဒါကိုတဲ့မန္တာယပုတ္တဗံမှန်မှန်ကန်ကန်သိတဲ့ဉာဏ်ပညာနဲ့စဉ်းစားတိုက်တယ်ဆင်ញင်တိုက်တယ်သိတိုက်တယ်မြင်တိုက်တယ်တဲ့ဘဝရဲ့အခြေအနေမှာကိုမန္တာယပုတ္တဗံဉာဏ်ပညာဖြင့်သိတိုက်တယ်ဘာကိုသိရမှာတော့အတ္တကတိုးတယ်နဲတယ်မြန်တယ်ဆင်းရဲမှုများတယ်ပင်ပန်းမှုများတယ်လို့မှန်မှန်ကန်ကန်သိတိုက်တယ်မြင်တိုက်တယ်တဲ့အဲ့လိုသိပြီးတော့ဘာလို့ရမှာတော့ကတ္တဗံကုသလံစရိတဗံဗြဟ္မစရိယကုသလံကောင်းမြတ်တဲ့ကုသိုလ်ကောင်းမှုကိုကတ္တဗံပြုတိုက်ကုန်၏ဗြဟ္မစရိယံမြင့်မြတ်တဲ့အကျင့်ကိုစရိတဗံကျင့်သုံးတိုက်ကုန်၏တဲ့နှစ်ချက်ပြောတယ်နော်တိုက်တွန်းချက်ကကုသိုလ်ကိုပြုရမယ်မြတ်သောအကျင့်ကိုကျင့်ရမယ်ဟာကုသိုလ်ပြုတယ်ဆိုတာကနော်လောလောဆယ်လဲချမ်းသာဖို့ဘဝတန်တရားမှာလည်းပဲချမ်းချမ်းသာသာခြင်းလဲကျက်စားနိုင်ဖို့ဒါအကျဉ်းမြင့်ဒီလိုပြောလို့ရပါတယ်မြတ်သောအကျင့်ကိုကျင့်တယ်ဆိုတာကြတော့အဲ့ဒါလည်းပို့ပြီးတော့မြင့်မားသွားပြီဒီဆင်းရဲတဲ့ဘဝဒုက္ခကနေလွတ်မြောက်ဖို့ဆိုတဲ့အထိသူကရောက်သွားကတ္တဗံကုသလံဆိုတာထဲမှာလည်းပဲဆင်းရဲဒုက္ခကလွတ်မြောက်ဖို့ဆိုတာပါပါတယ်ဟုတ်လားသို့တော့ဗြဟ္မစရိယံမြတ်သောအကျင့်ကိုစရိတဗံကျင့်သုံးကအကုန်ဤဆိုတဲ့စကားကနောက်ထပ်လာအောင်မှဖြစ်တဲ့အတွက်ကြောင့်နော်ကတ္တဗံကုသလံအရာနော်ကောင်းမြတ်တဲ့အမှုကိုပြုရမယ်ဆိုတာကနော်အပေါ်ယံကုသိုလ်ကောင်းမှုတွေကိုဆိုလိုတာလို့နည်းနည်းဦးဇင်းတို့နားလည်ကြည့်အောင်ဟုတ်လားမြတ်သောအကျင့်ကိုကျင့်တယ်ဆိုတာကြတော့ကုသိုလ်ကောင်းမှုအပေါ်ယံကုသိုလ်ကောင်းမှုပြုတာတဲ့တာလွန်နဲ့နေတဲ့နော်အကျင့်မြတ်ကိုကျင့်တဲ့အပိုင်းကိုရောက်သွားတာဟုတ်လားဒါကြောင့်သူဆုံးမချက်ကလေးကစဉ်းစားကြရလွန်ကောင်းတယ်လူတွေရဲ့အသက်ဆိုတာတိုတယ်နဲတယ်မြန်တယ်ဆင်းရဲပင်ပန်းမှုကတော့များတယ်ဒါကိုဉာဏ်နဲ့သိပြီးတော့ကောင်းမှုကိုပြုတဲ့နဲ့မြတ်သောအကျင့်ကိုကျင့်တဲ့နဲ့ဏိကုံးချုပ်ပါပြောထားတော့နတ္ထိဇာတတအမရဏံဇာတတမွေးဖွားလာတဲ့တတ္တဝါအမရဏံမသိဘူးဆိုတာနတ္ထိဘယ်တော့မှမရှိပါဘူးတဲ့တစ်ချိန်ကြာရင်ပျက်စီးပြောက်ကွယ်သွားမှာမပျက်စီးသေးခင်မပြောက်ကွယ်သေးခင်လှုပ်ဖို့အခွင့်အလမ်းလေးတာနေတော့မှအဲ့ဒီကောင်းမှုကိုပြုရမယ်မြတ်သောအကျင့်ကိုကျင့်သုံးရမယ်လို့အရကဆရာဘုရားလောင်းကြီးကသူ့ရဲ့တပည့်တွေကိုဆုံးမတဲ့တကားရှိတယ်ဟုတ်လားဒါကြောင့်တရားဓမ္မတို့အရင်တို့ကိုယ့်ရဲ့အသက်ရဲ့မတည်မြဲတဲ့သဘာဝကိုစဉ်းစားဆင်ခြင်ပြီးတော့လှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်ဖို့လိုတယ်ပေါ့